တမှုဖြတ်မြန်းနိုင်တဲ့သဘာဝတရားရဲ့လက်ဆောင်များလူသားတွေနှစ်ပေါင်းများစွာယူဆခဲ့ကြပြီးရှားပါလုံးလို့တမှုဖြတ်မြန်းနိုင်တဲ့ကမ္ဘာပေါ်ကကြောင်းမြင့်စနာတွေရှိခဲ့ပါတယ်ဒီနေ့မှာတော့သဘာဝတရားရဲ့အဖွယ်လက်ဆောင်အကြောင်းကိုပြောပြပေးသွားမှာပါဒီစင်ဝေါနဲ့ပြန်လည်ကြိုဆိုလိုက်ပါပထမကတော့ကြောင်းမြင့်တို့ရဲ့ပြင်ရင်တို့တင်စားကြတဲ့ပထမများပါပထမတွေထဲမှာတမှုကြီးဆုံးနဲ့ရှားပါဆုံးကတော့ Fiction Black ကိုသွေးရောင်လို့ခေါ်တဲ့ဒီရောင်ကြီးကြီးအယူသေးပဲဖြစ်ပါတယ်သူတပိမြန်မာနိုင်ငံမိုးကုတ်ဒေသထွက်တဲ့ကိုသွေးရောင်ပထမကကမ္ဘာမှာဈေးကြီးဆုံးနဲ့အယူသေးကောင်းဆုံးသတ်မှတ်ခံရရပါတယ်ချီလူကြီးတွေကတော့ပထမကိုဆောင်းထားရင်ဖုံးငယ်ကြီးမှချင်းဘေးနဲ့ကင်းချင်းနဲ့အောင်မြင်မှုကိုပြီးဆွမ်းနိုင်တယ်လို့ယုံကြည်ကြပါတယ်နောက်တစ်ခုကစိန်တွေပဲဖြစ်ပါတယ်စိန်တွေကမှာကြုံမှုမှာနှိုင်းမိပြီးအယောင်မိတ်တွေတမှုကြီးတွေပဲဖြစ်ပါတယ်သူကသဘာဝတရားဖန်တီးပေးတဲ့အဖွယ်တစ်ခုပါညောင်းနဲ့မိုက်တရားကြောင့်မှရှိတဲ့ကာဗွန်တို့ကိုအလိုပြင်းထန်တဲ့အပူချိန်ဖိအားတို့ကနှစ်သက်မောင်းများစွာကြာအောင်ပေါင်းခံလိုက်တဲ့အခါမှာခိုင်မာတောက်တင်းတဲ့စိန်တွေဖြစ်ခဲ့တာပါကမ္ဘာကြီးဆုံးခွင်းနဲ့စိန်လုံးဆိုရင်ပြည်တိရှတော်ဝင်တဲ့ဖူမှာတက်ဆင်တာပဲသူ့ရဲ့တန်ဖိုးကဒေါ်လာသန်းပေါင်းများစွာရှိပါတယ်စိန်တွေကအလုံးမှာကြောတာကြောင့်စိန်ကိုစိန်နဲ့ပဲပြန်ဖြတ်လို့ရပါတယ်ဒါကြောင့်လည်းစိန်တွေထာဝရဆိုတဲ့ဒိဗေကိုဆောင်ပြီးအခြေရတင်ကြတာတစ်ခုဖြစ်လာခဲ့တာပေါ့ကြောက်စိန်ဆိုတာနဲ့အစိမ်းရောင်ပဲပြီးပြီးနေကြပါတကယ်တော့ကြောက်စိန်မှာခရမ်းရောင်အဝါရောင်မဲရောင်အဖြူရောင်ဆိုပြီးအရောင်မျိုးမျိုးရှိပါတယ်ဒါပေမဲ့တမှုကြီးဆုံးကတော့ Imperial J ခေါ်တဲ့ညစိန်ရောင်ကြောက်စိန်ပဲဖြစ်ပါတယ်ချီလူကြီးတွေကကြောက်စိန်တွေကဘေးရနေရကနေကောက်ွယ်ပေးတဲ့စိတ်အေးချမ်းစေတယ်လို့ယုံကြည်ကြပါတယ်အချို့ကလည်းကြောက်စိန်ဝိုးတာကျမရေကောင်းစေတယ်လို့ယူဆကြတာကြောင့်ယနေ့ဒီခင်မစားတော့ပဲလူကြိုက်ညာနေသေးပါပဲအဘအကောင်းဆုံးရေသွေးမြင့်ကြောက်စိန်90ရာခိုင်နှုန်းကျော်ကျွန်တော်တို့မြန်မာနိုင်ငံဖားကက်ဒေသထွက်ရှိခဲ့တာပါဒါကြောင့်မြန်မာကြောက်စိန်ရဲ့ကမ္ဘာရတနာဈေးကွက်မှာပြင်တပါလို့မင်းမှုနေခဲ့တာပါဒီကြောင့်မြဲတာတွေကလှပရုံတွေမှာကသူတို့ရဲ့နောက်ကွယ်မှာစိတ်ဝင်စားဖို့သမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ်